ချိုးတို့ကမင်းကလေးတွေပေါ့နော်အခုအသက်20နောက်ပိုင်းမင်းကလေးတွေမှာဖြစ်လာတာအဖြူစင်းတာများလာတွေ့ရတယ်ပေါ့နော်ဟုတ်တယ်ဟုတ်ငငယ်တော့ကျတော့ဟိုစေကျော်သက်မှာတာသတိမထားမိကြတာချိုးတို့ဆိုတဲ့အသက်20ကျော်လာတယ်အားကစားရေးလုပ်တယ်ဒါပေမဲ့အလုပ်ပင်ပန်းတဲ့ခါရရှိအေးမဝအဲ့လိုအေးပြစ်တာရှိရဲလုပ်တဲ့ခါမှာလေစိတ်တည်ဆူမှုကြောင့်လည်းဖြစ်တာရှိအဖြူလေးစင်းလာကြတော်များပုံမှန်ချင်းမှာတွေ့နေရတယ်ပေါ့နော်မင်းကလေးတွေမှာအဲ့တော့ဒီဟာလေးကဆိုလို့ရှိရင်အဖြူစင်းချင်းကိုတော့အဓိကကိုဒါပံ့ပိုးပေးရပေါ့နော်ချိုးတို့ဂျင်းစောတဲ့ခါမှာဒီ squat တွေထိုင်နေပေါ့နော်အဲ့လို squat ထိုင်တဲ့ခါမှာချိုးအရင်ကဆိုရင်ဟို squat ထိုင်လို့တော့ဆရာကသွားပြတဲ့ခါမှာဆရာကဘယ်လိုပြောလဲဆိုတော့ဒီမိန်းကလေးတွေရဲ့ဒီအိမ်ကအရန်နူးညံ့နေပေါ့အဲ့လိုအလေးပင်တွေမားတဲ့ခါမှာသူတို့သွေးချိုးလေးတွေကပြတ်သွားကြမို့သူကအဖြူတွေဆင်းတယ်ပေါ့နော်အဲ့ခါမှာပေါ့နော်ဆေးတွေလည်းတောက်တယ်အဲ့လိုခါရတဲ့ဆာအမှန်တကယ်ဒီလိုမျိုးလေးဟာဆက်ပြီးမှပုံစံမျိုးလေးနဲ့ပို့ပြီးကာကွယ်တာနော်အသက်ချင်းထက်ကာကွယ်ခြင်းကပိုပြီးရောက်တယ်ဆိုတာတော့ချောကယုံကြည်သွားတယ်အဲ့ချိန်မှာဒါမှမဟုတ် product တွေနဲ့ချောတွေ့တယ်ချောစမ်းသုံးကြည့်ရခါမှာတော်တော်အဆင်ပြေတာဆေးလည်းတောက်စရာမလိုဘဲနဲ့တော်တော်အဆင်ပြေတာချော3ရက်ပဲထည့်ရဒီမှာလုံးဝအနံ့လည်းမထွက်တော့ဘူးအဖြူလည်းမစင်းတော့ဘဲနဲ့လုံးဝတိတာတာပျောက်ကင်းနေဆိုတာချောကလက်တွေ့ပေါ့နော်အဲ့မှာချောအရန်ကြိုက်သွားချောကလက်ဆွဲဖြစ်နေတာပေါ့